ုန်းကြီးတွေကတန်ခါပါလည်းတက်လာတာကသူတို့မတင်ထားတဲ့နေရာကနေတက်လာတဲ့တန်ခါတွေကလည်း3000ကျော်4000လောက်ရှိတယ်။ပြည်သူတွေကသိကြတယ်။ရဲတော့အင်အားတွေမဟုတ်ဘူး။သူတို့ဘက်ကတော့မိုးပေါ်ထောင်ပြတာတွေတော့လုပ်တယ်ဖောက်တာတွေတော့လုပ်တယ်သူတွေတရားလမ်းမှာနောက်ပြီးတော့ဒီဘက်ကျွန်တော်တို့မဟာဗန္ဓုလပန်းကျန်နဲ့ဘာလန်တောက်မှလည်းသူတို့နေရာယူထားပြီးတနက်ဖောက်တာတွေတော့လုပ်တယ်ခင်ဗျ။ဒီတနက်ဖောက်တဲ့ချိန်မှာလူကတော့ဒီနေ့ရှဲသွားတယ်။ရှဲပြီးတော့ဒါမဲ့အဝေးကြီးတော့မသွားဘူး။အကုန်လုံးပြန်ဆူသွားတယ်။တန်ခါပါလိုက်မှာသူတို့ကမီးခိုးကားတဲ့ဟာတွေကိုဝတ်ထားတယ်ကျက်ငှက်တုပ်ပေးမှာကားတဲ့အဝတ်တွေလေးနှာခေါင်းတွေပါးစပ်တွေကိုပိတ်ထားတယ်တန်ခါပါလိုက်ရအဲ့ဒါနဲ့ပိတ်ထားပြီးတော့ခြိတက်နေကြတယ်ဘာတွေအော်နေလဲသူတို့အော်တာဗိုလ်ချုပ်ပေးတဲ့စစ်စညာပြည်သူတွေကိုတတ်ဖို့ပေးမဟုတ်ဘူးအော်တယ်တန်ဃာတွေရဲ့မျက်နှာမှာရောဒီရိုးတန်မာအယက်သားတွေရဲ့မျက်နှာမှာရောသူတို့ရဲ့မျက်နှာတွေဘယ်လိုမြင်နေရလဲဒီခေါ်လာတော့ထွက်နေတယ်ဆိုတဲ့အသိတွေကသူတို့ကတန်ခါတဆုံးရတယ်ဆိုတဲ့သတင်းတွေကလည်းပေါ်နေတယ်လေဒေါ်ရီကန်နေတယ်ပြည်သူတွေကရန်အောင်ဒေါ်ကန်နေတယ်ဘုရားသားတော်တွေတတ်တယ်ဆိုပြီးတော့အဲ့မှာပြည်သူတွေတကယ်နဲ့ပေါင်းတာသူတနက်ဖောက်တဲ့ကြားတွေကနေပြီးတော့ပြေးလိုက်သွားလိုက်နေနောက်ဆုံးကြတော့ပြန်ပြီးပြောကပြန်စုပြီးတော့အခုချီတက်နေတဲ့ခင်ဗျာကုန်တယ်လမ်းမပေါ်မှာအမေရိကန်တန်ရုံးရှိရောက်နေပါပြီဒါဤလက်ခုပ်တန်းတော့ပြည်သူတွေကနေပြီးတော့စစ်သားတွေကိုလက်ခုပ်တီးပြီးတော့ပြည်သူဆိုတာကလည်းဒီတက်မတော်သားတွေနဲ့ဘာမှမချဘူးပေါ့ဒီတက်မတော်သားတွေကိုတွေ့တဲ့အချိန်မှာလက်ခုပ်တီးတာပေါ့ဗျာအဲ့တော့ဆူးလေးဘက်မှာမိုးပေါ်ထောင်ပြီးတော့တနက်ပစ်တာကလွယ်ပြီးတော့ဗောလေအကြမ်းဖက်မှုတွေတော့မရှိပါဘူးကိုမင်းထက်ရဲ့ကောင်းပါပြီကိုမြင့်တန်ဃာတွေကတော့ဘလို့ပဲတားမြစ်မှုတွေရှိနေပါစေပေါ့လေဒီအခုလုပ်နေတဲ့တိုက်ပွဲကိုဆက်ပြီးတော့ဆင်နွှဲသွားမှာပဲလို့တန်ဃာတပ်ပေါင်းစုကတန်ဃာတစ်ပါးကအခုလိုမိန့်ပါတယ်သူတို့ကျေးဇူးစနေပွဲကိုမလုပ်ဘူးဆိုလို့ရှိရင်တရိပ်ကိုအချိန်ဟုန်မြင့်မှာပါခဏကံကိုကျေးဇူးစနေမှုနောက်ဆုံးတောင်းထားတယ်မလို့ဆိုမဆွေးနေဘူးဆိုရင်ဒါကတရိပ်ကိုအချိန်မြင့်မှာပါဒါတော့တန်ခါတပ်ပေါင်းစုကဆရာတော်တစ်ပါးပါမန္တလေးမှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုလည်းမကြခင်ဘန်ကောက်ဘက်ကတင်ဆက်ပေးဖို့ရှိပါတယ်အခုတော့စစ်တွေမှာဖြစ်ခဲ့တဲ့အခြေအနေကိုလန်ဒန်ကတင်ဆက်တာကြားပြစေဦးဗျဟုတ်ကဲ့ရှင်ဒီမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့နောက်ဆုံးအခြေအနေကိုတော့ကိုခိုင်မြတ်ကျော်ကပြောပြပေးပါလိမ့်မယ်ရှင်ရခိုင်ပြည်နယ်စစ်တွေမြို့မှာလုံခြုံရေးတွေတင်းကျပ်ထားတဲ့အကြားကဒီကနေ့မှလည်းဆန္ဒပြပွဲပေါ်ပေါက်ခဲ့ပါတယ်လူထုအင်အားစုစုပေါင်း9000ခန့်မြို့ထဲလမ်းမတွေပေါ်မှာချီတက်ဆန္ဒပြခဲ့ကြတယ်လို့သိရှိရပါတယ်ဆန္ဒပြတာနဲ့ပတ်သက်ပြီးရဟန်းတော်တစ်ပါးကခုလိုမိန့်ကြားသွားပါတယ်စစ်တွေမှာများတော့များနေဒီမှာလူအင်အားက2000ကျော်နေဖြစ်နေဘုန်းကြီးကတော့2000ကျော်ပဲအဲ့တော့မွတ်စလင်ဘာသာဝင်တွေလည်းဆန္ဒပြတယ်ဆိုတာဟုတ်ပါသလားသူတို့ကဘယ်လောက်ရေးအတွက်ရှိပါသလဲရှင်ဗျာအဲ့ဒါလည်းမွတ်စလင်ဘာသာဝင်တွေကလည်းအများကြီးပဲသူတို့1000ကျော်1000ကျော်လောက်ရှိနေကြတယ်ဒီမှာနာဇီဝပြီးဒီဘူးတွေပေါ့အဲ့ဒီတွေကလည်းပါတယ်လို့ပြောကြတယ်အခုတည်င်းဖြစ်ပေါ်နေတာကစစ်တွေမှာဒီစစ်တပ်ကနေပြီးတော့ဒီဆန္ဒပြတဲ့လူကိုပိတ်တဲ့ခတ်တယ်လို့ကြားပါတယ်အဲ့ဒါဟုတ်ပါသလားရှင်ဗျာအဲ့ဒါမကြမ်းဘူးပိတ်တဲ့ခတ်တယ်ဆိုတာမကြမ်းဘူးတက်ဖို့ရောမရှိဘူးဘာလို့အခုလုံးအေးစနေပြီးတော့ပါသလားရှင်ဗျာအေးတက်ပြီးတော့လာပေါ့ဒီကနေ့စစ်တွေမြို့မှာပေါ်ပေါက်ခဲ့တဲ့ဆန္ဒပြမှုကတော့အာဏာပိုင်တွေရဲ့အကြမ်းဖက်မှုနှောင့်ယှက်မှုတစုံတရာမရှိဘဲအေးစစ်ပြဆုံးသွားခဲ့ပါတယ်ဒါပေမဲ့လည်းအာဏာပိုင်တွေကနေကစစ်တွေကိုခုယူပြီးအင်အားဖြစ်နေတယ်လို့စစ်တွေမြို့ခံတူကပြောပြပါတယ်လောကနန္ဒာနဲ့အာจิตတောင်ကုန်းအပါဝင်နေရာ9ခုမှာစစ်တပ်တွေနေရာယူလိုက်ပြီလို့သိရှိရပါတယ်စစ်တွေမြို့မှာလူချိုရဲတဲ့အထူးတင်းကျပ်ထားတဲ့အတွက်စန္ဒပြသူတွေကိုအာဏာပိုင်တွေကအကြမ်းဖက်ဖြိုခွင်းမှာကိုမြို့လူထုကအထူးစိုးရိမ်နေတယ်လို့လည်းသိရှိရကြောင်းပါခင်ဗျာဟုတ်ကဲ့ကိုခိုင်မြတ်ကျော်ရှင်ကဲကိုမင်းထက်ရေအခုတော့ဘန်ကောက်ဘက်ကနောက်ထပ်ရထားတဲ့သတင်းတွေပြောပါအောင်ရှင်ကောင်းပါပြီမသိတာရေမြန်မာနိုင်ငံတလွှာဒီကနေ့ဖြစ်ခဲ့တဲ့အခြေအနေတွေကိုဆက်ပြီးတင်ဆက်သွားမှာပါပထမဆုံးတော့မွန်နဲ့ကရင်ပြည်နယ်ဘက်ကအခြေအနေတွေကိုကိုအောင်ကျော်ဦးကပြောပြမှာပါဗျဟုတ်ကဲ့ဒီနေ့မော်လမြိုင်မြို့ကတန်ဃာတွေလမ်းလျှောက်မြတ်တာပို့ရမှာရဟန်းတန်ဃာတွေပို့ပြီးများလာတယ်ဒါဟာနယ်ကမုံဖုံကြီးတွေပါတက်လာတဲ့အတွက်ကြောင့်လို့မြို့ကန်တူကပြောပါတယ်များလာတော့များလာပဲပို့များလာတာပဲမုံဖုံကြီးတွေရောပါတယ်အကုန်တက်လာတာ哦သူတို့စစ်တနံဖျားမှာသူတို့စုတာ哦အဲ့ဒီကနေပြီးတော့ဟာမြို့တော်ဦးဘက်ကနေဆင်းလာပြီးတော့ဒီအဲ့အလယ်လမ်းမကြီးတစ်လျှောက်ရှောက်သွားကြတယ်အေးဆေးပါပဲမော်လမြိုင်မြို့ကလမ်းလျှောက်မြတ်တာပို့တဲ့တန်ဃာတွေကိုအာဏာပိုင်တွေကအခုအချိန်ထိနှောက်ယှက်တာတော့မရှိသေးပါဘူးမနေ့ဖြန်ကြရင်လည်းမွန်ပြည်နယ်10မြို့နယ်ကတန်ဃာတော်တွေမော်လမြိုင်ကတန်ဃာတော်တွေနဲ့လာပြီးတော့ပူးပေါင်းပြီးတော့လမ်းလျှောက်မြတ်တာပို့ကြအောင်မယ်လို့အခုလှုပ်ရှားတဲ့တန်ဃာတော်တွေနဲ့နီးစပ်တဲ့သူတွေကပြောပါတယ်ဒါအပြင်ကရင်ပြည်နယ်ကျုံတိုးနယ်ဘက်ကလောင်းကယ်ဘက်မှနဲ့မွန်ပြည်နယ်ကြိုက်မြော်မြို့နယ်ဖာတိန်နယ်ဘက်တွေမှာတန်ဃာတော်တွေကမြတ်တာပို့ပြည့်ရပွဲတွေကိုကျင်းပခဲ့ကြပါတယ်ခင်ဗျာဒါ
ဒါတော့ကိုအောင်ကျော်ဦးဆက်သွယ်စုဆောင်းပြီးတင်ပြခဲ့တာပါနောက်တော့အခုမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာလည်းတန်ဃာတွေလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်ဒီတော့ဦးသိန်းအဲ့ဒီမြို့တွေကအခြေအနေတွေကိုပြောပါဦးဗျအဲ့ဒီမြို့တွေမှာကကာဖျူးတွေကမရှိတော့တန်ဃာတွေပို့ပြီးတော့ထွက်လာခဲ့ကြတာတွေ့ရလားဗျဟုတ်ကဲ့ကိုမင်းတဲ့စကိုင်းတိုင်းမုံရွာမြို့မှာတော့ဆက်လက်ချီတက်ခဲ့ပါတယ်အဲ့ဒီမှာဆိုရင်တန်ဃာတော်တွေအပါဝင်ပေါ့နော်လူတွေတောင်းတဲ့ချီရှိတယ်လို့ဆိုပါတယ်ထူးခြားတာကအဲ့ဒီပွဲမှာတန်ဃာတော်တွေရှေ့ဆောင်လိုက်ပြည်သူတွေရှေ့ဆောင်လိုက်နဲ့တလက်စီမြို့ကိုပတ်ပြီးချီတက်ခဲ့တယ်လို့မြို့ကန်တို့ကကိုလိုပြောပြပါတယ်လူတို့နဲ့တန်ဃာနဲ့တလက်စီပေါ့ဗျာရင်တော့လူတို့နဲ့တန်ဃာနဲ့တန်ဃာဘေးရကြံတာပေါ့ရင်တော့အခုကတော့ရှေ့ရကြံလိုက်နောက်ကကြံလိုက်အဲ့လိုကြံတာပေါ့လက်ရှိကတော့အဲ့မြစ်တာပို့တာပဲနောက်အဲ့ဆိုင်ပုတ်ကလေးတွေတော့ပါတာပေါ့ဗျာရောင်းတွေရတဲ့ဝေစီတို့အဲ့လိုအဖြတ်သမားမှလည်းများချိန်မုံကြတော့အဲ့ဒါမျိုးတွေပေါ့အဲ့ဒါမြို့ကန်တို့ပါနောက်တနေရာကတော့စကိုင်းတိုင်းမြင်းညာမြို့မှာပါအဲ့ဒီမှာလဲတန်ဃာတော်အပါ3000ကျော်အပါဝင်ပေါ့လေလူ9000ကျော်လောက်ချီတက်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်အလားတူကတာမြို့မှာလဲတန်ဃာတော်အပါ90ဟာပြည်သူတွေအပါမခံပဲမြို့ပတ်ပရိတ်ရွတ်ဆိုခဲ့ပါတယ်တခါမကွေးတိုင်းပခုတ်ကူမြို့မှာလဲတန်ဃာတော်အပါ2000ကျော်နဲ့ပြည်သူ4000ကျော်လောက်ပါဝင်ဆန္ဒပြခဲ့တယ်လို့အဲ့ဒီပွဲကိုတောက်လျှောက်ပါခဲ့တဲ့မြင့်မြင့်တို့ကအခုလိုဆိုပါတယ်လူကတော့ရမ်းများတယ်ကို3-4တောင်းလောက်တော့ရှိတယ်ဗျလောလောကိုရော်တွေကအခုဟိုပါဗောလေဒေါတိကကျောင်းနဲ့ရန်ကင်းကျောင်းစုစုပေါင်းကိုရော2000လောက်တော့ရှိတယ်အပါ2000လောက်တော့ရှိတယ်အဲ့ဒါမြင့်မြင့်တို့ပါတခါကရင်ပြန်တဲ့ဖျားသုံးစုမြို့နယ်ကဖခါကြကြီးရွာမှာလဲ3ရက်ဆက်တိုက်ပရိတ်တွေရွတ်ပြီးတန်ဃာတော်တွေရဲ့ပတ္တနိကုတ်သနကန်ဆောင်မှုကိုထောက်ခံခဲ့ပါတယ်ဒီပွဲတွေအားလုံးမှာအေးဆေးစွာပြည်ဆုံးခဲ့တာကြီးပါပဲဒါပေမဲ့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်က NLD မြို့နယ်စီဦးစတီးနဲ့ဦးပါလေးတခါနမောက်မြို့နယ်စီကဦးထေးဝင်းတို့ကိုမနေ့ညကဖမ်းဆီးခဲ့ပါတယ်အလားတူမန္တလေးမြို့ကကိုမျိုးနိုင်တိုင်းလူငယ်စီယုံရေးမှုနဲ့ကိုတင်အောင်ရှေ့မြောက်ပြည်သူကိုယ်စားလှယ်တို့ကိုလည်းမနေ့ညကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ကိုမင်းထက်ခင်ဗျာဦးတန်းစုစည်းတင်ပြခဲ့တာပါနောက်တစ်ခါရန်ကုန်လိုပဲကာဖျူးအမိန့်ထုတ်ပြီးတော့လူမစုရဘူးလို့ကြေညာခံထားရတဲ့မန္တလေးမြို့မှာလည်းဒီကနေ့ဥပုံနေ့မှာပဲတန်ဃာတွေလူလူတွေတောင်းနေချီပြီးလမ်းတွေပေါ်ရောက်လာခဲ့ကြပါတယ်မန္တလေးမှာလည်းပြစ်ခတ်လူစုခွဲတာတွေရှိခဲ့ပေမဲ့အထိအခိုက်မရှိဘူးလို့သိရပါတယ်ဒါတော့ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုစူးစီးတင်ပြခဲ့တာပါမတ်တီရာကြီးလန်ဒန်ဘက်ကဆက်မဲ့သတင်းတွေကြားပြစေဦးများဟုတ်ကဲ့ပါကွန်မန့်ရှင်တော်တဲ့ရှင်များရှင်မြန်မာနိုင်ငံရန်ကုန်မြို့နယ်မန္တလေးမြို့တွေမှာညမထွက်ရအမိန့်နဲ့လူ9ယောက်ထက်ပိုမစုရဆိုတဲ့အမိန့်တွေကိုအစိုးရကမနေ့ကထုတ်ပြန်လိုက်ပေမဲ့တန်ဃာတော်တွေနဲ့ပြည်သူတွေကဖီဆန်ပြီးလမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြတာကိုအစိုးရကမျက်ရည်ဘုံတွေလက်ကင်ကျုပ်တွေနဲ့အကြမ်းဖက်နှိမ်နင်းခဲ့တာကိုသတင်းတွေထဲမှာကြားခဲ့ကြမှာပါဒီတော့စစ်တပ်အနေနဲ့ဘလောက်အထိပြင်းပြင်းထန်ထန်နှိမ်နင်းဖို့ပြင်ဆင်ထားပါသလဲမြန်မာနိုင်ငံဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုကဦးထေးအောင်ကအခုလိုသုံးသပ်ပါတယ်လူလူလှုပ်ရှားမှုတွေတန်ခါလှုပ်ရှားမှုတွေကတိုင်းပြည်လုံးတိုင်းတာဆောက်လာတယ်အားလုံးကလည်းပါဝင်လာတယ်ရှင်းလေးလုံးအလားတရာမျိုးဖြစ်လာတဲ့အခါကျတော့သူတို့ရဲ့အာဏာကိုပေါ့လေထိပါလာတော့မဲ့အနေအထားရှိနေတဲ့အပေါ်မှာသူတို့နောက်ဆုံးအဆင့်အနေနဲ့တပ်မတော်ထုတ်သုံးတာဖြစ်တယ်အဲ့တော့တပ်မတော်ထုတ်သုံးရပြီဆိုကြတဲ့ကသူတို့အနေနဲ့ကတော့ဒါတွေကိုငြိမ်ဝှက်ပြီးပြသွားအောင်ပေါ့နော်နောက်ဆုံးချိန်မုံဖြစ်ဖို့အထိသူတို့ကတော့ရည်ရွယ်ပြီးတော့လုပ်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ရှင်အခုလိုကျန်းဖက်နှိမ်နင်းဖို့အတွက်တပ်တွေကိုဘယ်လိုဖြန့်ချထားတယ်လို့ကြားရပါလဲရှင်တပ်တွေကိုစက်တင်ဘာ24ရက်နေ့ကစပြီးတော့သူတို့အနေနဲ့အလတ်ပေါ့လေတပ်တွေကိုတက်ခံချက်ပေးထားတာရှိတယ်အဲ့တပ်တွေအကုန်လုံးအနေနဲ့ပေါ့နော်တပ်ဖို့တပ်သားအားလုံးဟာခွင့်ယူတာတို့တပ်ပြင်ကိုထွက်တာတို့သူတို့မလုပ်ရတော့ဘဲနဲ့အားလုံးအသိအနေထားရှိနေကြဖို့နော်အထက်ကနေပေးတဲ့အမိန့်တိုင်းပေါ့လေသူတို့အနေနဲ့တာဝန်တွေယူကြဖို့ဆိုပြီးတော့သူညွှန်ကြားထားတာရှိပါတယ်အဲ့တော့ခုအနေထားအရဆိုလို့ရှိရင်ရှေ့တန်းမှာပေါ့လေတပ်ဆွဲထားတဲ့တပ်တွေကလွယ်လို့တချို့တပ်တွေအကုန်လုံးကိုသူတို့တိုင်းဌာနချုပ်တွေမှာပြန်ပြီးတော့သူတို့စုဖွဲ့မှုတွေလုပ်နေတယ်အဲ့ဒီထဲကအားလုံးကိုလည်းပေါ့နော်အသိအနေထားသူတို့ပြင်ထားတာရှိပါတယ်ဟုတ်ကဲ့အရင်88အရေးခင်းတုန်းကတော့ဒီဘကပတွေစိတ်ဝင်နေတယ်ဆိုပြီးတော့ဒီဆန္ဒပြလူထုကိုနှိမ်နင်းမှုစစ်သားတွေကိုထက်ကအမိန့်ပေးခဲ့တယ်လို့သိရပါတယ်အခုဒီတစ်ခေါက်ဆန္ဒပြတာတွေကတန်ဃာတွေဆိုတော့စစ်သားတွေကိုဘယ်လိုအကြောင်းပြပြီးတော့နှိမ်နင်းခိုင်းမယ်လို့ထင်ပါလဲရှင်စစ်သားတွေကိုအကြောင်းပြဖို့အတွက်ကိုသူတို့ကသာသနာရေးဝန်ကြီးဗိုလ်ချုပ်မြင့်မောင်ကိုကျွန်တော်တို့ဒီတန်ခါမဟာနာယကအဖွဲ့ကိုလျှောက်ထားပြင်ကြတဲ့ကတန်ခါဒီထဲမှာတန်ခါတူကြောင်တွေဝင်နေတာရှိတယ်နောက်ပြီးတော့လည်းပဲဒါဟိုဘကပလက်ချန်တွေဒါမှမဟုတ်ပေါ်လေနေသားမှာရှိနေတဲ့ဒီတောင်းကျမ်းလူတွေကနေပြီးတော့တွေးထိုးလှုပ်တော်မှုတွေလုပ်နေတယ်နောက်တစ်ခုကလည်းဒီတန်ခါတွေထဲမှာလည်းပဲခုနလိုပဲဟိုကျွန်တော်ချက်ခဝိုင်းတန်ခါအကြောင်းကိုပေါ့နော်ဖြစ်စီရဲ့အဆင့်ထိရောက်လာတော့ဒါတွေကတန်ခါအနေနဲ့လည်းပဲဒီဝိနည်းရမညီတော့ဘူးဒါကြောင့်မလို့တန်ဃာတွေမဟုတ်ဘူးဒီလူတွေဟာသင်္ကန်းဝတ်ထားတဲ့သူတွေပဲဖြစ်တယ်ဒါတွေကြောင့်တပ်မတော်အနေနဲ့ပေါ်လေပြစ်ခတ်ရင်လည်းဘာအပြစ်မှမရှိဘူးဆိုပြီးတော့သူတို့ထဲမှာတွေးထိုးထားတာတွေတပ်မတော်တွေမှာရဲတပ်ဖွဲ့တွေမှာချက်သက်ထားရှိတယ်ကျွန်တော်ကြားရှိပါတယ်ဟုတ်ကဲ့တပ်မတော်ကရောဒီလိုအကြမ်းကြီးသုံးတာကိုတညီတညာရဲနဲ့လက်ခံထားတဲ့သဘောမျိုးတွေ့ရပါလားရှင်ဒီလိုပုံစံမျိုးတော့မရှိပါဘူးတပ်မတော်ဆိုတာကတော့သူကအမိန့်အတိုင်းနာခံအောင်ပေါ့လေသူတို့အနေနဲ့ဒီတင်တဲ့အကြောင်းတွေမှာရောတပ်မတော်ဘဝ